တွေကို24နာရီစားပြတော့ဖြစ်ပါတယ်အဲ့ဒီအစားအစာတွေမှာဘလို့ရတာရှိပြီးတော့ရန်ကောင်းသွားမလဲဆိုတာသိချင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလားအဲ့လိုပြောချင်ပါတယ်ခင်ဗျာ Let's get to video guys အခုအနီရောင်မုံနေလေးရပြီဆိုတော့ကျွန်တော်တို့အနီရောင်နဲ့ပတ်သက်တဲ့ဟာလေးအောင်ပထမဆုံးတစ်ခုကကျွန်တော်တို့ snacks ဖြစ်ပါတယ်snacks က mochi ပေါ့နော် potato chips တူ flavor ပါပေးပါတယ်အနီရောင်လေး okay စားကြည့်ရယ်တချို့တော့မြည်ပဲတဲ့ရောအိုးအေးကျွန်တော်လေးအေးဖောက်တဲ့အတောင်အရင်ကြိုက်တယ်ဘာလို့ဆိုအဲ့တချို့မြည်နေရတယ်ကျွန်တော်အဲ့ငယ်ကလေးကကြိုက်တယ်စားကြည့်မယ်အော်ယိုအသေးပုံလေးခဏလေးယောအသေးပုံလေးယောချစ်စရာလေးโอเคတော့အသေးပုံစားကြည့်โอเคဒါဘာလို့အသေးလဲမသိဘူးကျွန်တော်တယောက်အသေးကိုစားပြန်ယိုကောင်းတယ်မစောက်ဟုတ်အနီအောင်ဆိုလေတဲ့လားတခြားသူတွေထင်မှာစက်မယ်လို့ထင်တာဒါပေမဲ့မစောက်ဘူးအရသာဘယ်လိုပြောရလဲငန်တယ်ပေါ့ပဇွန်အေးပေါ့ prawns တော့ပဇွန်အရသာတွေရငန်တိတိတွေကောင်းတယ်ဒီကောင်ကဘယ်ချိန်စားလို့ရလဲဆိုတော့သိရမလားရုပ်ရှင်တွေပါကြည့်တာဆိုတော့စားလို့အရင်ကောင်းပါလေဒီကောင်ကိုကျွန်တော်10မှတ်မှာ7မှတ်ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်အမှုချက်ကြိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီဟာဖုံးထားတာသိလားသိကြလားသိချင်အခု like လုပ်လိုက်1 2 3 okay like လုပ်လိုက်ဖတ်ဒါပါလေဆိုကင်ချီပေါ့နော်ကင်ချီခေါက်ဆွဲပြုတ်ဖြစ်ပါတယ်ယိုဇိုးရမိုက်တယ်ကျွန်တော်မပါပေါ့နော်အဲ့လိုဘာညာကရိယာတွေအရန်ဝယ်တယ်ဒီကိုဇိုးနေပါလေဆိုလေအိမ်မှာဆိုအများကြီးပဲကိုရောင်လိုက်ရှိတယ်ခေါက်ဆွဲပြုတ်ကတော့ my favorite ပေါ့သိရမလား my favorite မဟုတ်ကျွန်တော်တယောက်တည်း favorite မဟုတ်လူတိုင်းရဲ့ favorite ဖြစ်မယ်ထင်တယ်ဟုတ်တယ်မလား okay ဟုတ်ရင် comment မှာရေးခဲ့ဝါ okay so ဒီ kimchi noodles ပေါ့နော်ဒါကိုကျွန်တော်10မှတ်မှာ9မှတ်ပေးပါတယ် okay တော့စားရလေးခဏရက်ပြီးတော့အေးတော့မှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော် pomegranate ပေါ့နော် pomegranate ကပါလဲဆိုတော့ကျွန်တော်တလေးသီးပါတလေးသီးဖြော်ရည်ပေါ့နော် okay ကျွန်တော်ဒါကဟိုအိတ်ရဝယ်လာပဲကောင်းလားမသိဘူးတောက်ကြည့်အောင်ဒီထဲထည့်တောက်မယ်အကြောင်း oh wait bro ဒီမှာအဖက်လေးတွေပါပါတယ်ယိုအားကြောင့်ချူရီလို့ပြောရတယ်တောက်ကြည့်မယ် okay အရန်ချိုးတယ်ကန်းကြီးတို့ဘာလို့တွားတဲ့အချိန်တောက်ရင်ရှယ်ပဲဒီတော့ဆိုတော့ဒီဟာကိုကျွန်တော်ဘယ်နှမပေးလဲဆိုတော့10မှတ်ပါအေးဆိုတော့ဘယ်နှမပေးကောင်းဘယ်နှမပေးရလောက်ပါကျွန်တော်ပူစဉ်းစားပြီးပေါ့အဲ့လေ okay so ဒီကောင်ကိုကျွန်တော်10မှတ်ပေးပါတယ် yay 10မှတ်ညီအောင်ပါဘာလဲဆိုတော့ပန်းကြီးဖြစ်ပါတယ် apple ပါစားကြည့်အောင် okay jack ဝါစားကြည့်ရ okay yo အရသာမတူဘူးอ่ะဒီပန်းလေးကိုကျွန်တော်10မှတ်မှာ9မှတ် okay 9မှတ်ပေးမယ် okay တော့နောက်တစ်ခုစားမယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ Parisian ကဝယ်လာ okay ဒီဗီဒီယိုက sponsor မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော် Parisian ဝယ်လာပါ Parisian ဝယ်လာရဲ့ဒီဒါပါခေါ်မလဲကိတ်မုံပေါ့ yeah ဖောက်ကြည့်အောင်အားတော့စားကြည့်တယ် decoration ဘာညာမိုက်တယ်ဒီမှာပါစားရပါဦးတဲ့အောက်မှာကျတော့ game ပေါ့အပေါ်မှာကျတော့ toppings လေးနဲ့ပေါ့နော်ဘယ်လိုပြောမလဲယိုလေးနဲ့စားကြည့်အောင် bro ကောင်းတယ်ကွာမနာတကယ်ကောင်းဘယ်လိုပြောထည့်ပြီးလားမသိကောင်းတယ်ကျွန်တော်အရင်ကြိုက်တယ်ဒါနောက်တစ်ခုကကျတော့ကျွန်တော် Parisian ပဲပေါ့နော်ဒီဟာလေးပါ okay ဆိုတော့စားကြည့်အောင်အားလို့ကောင်းတယ်ပေါ့သူကဟိုဟာလေးနဲ့ထည့်ပြီးတော့ခဏအမှုန်တွေရောကြတယ်ပြန်ရှင်းရတော့ပဲပြီးသွားတယ်စိတ်ကြည့်
ကောင်းတယ်ကွာအမုံလေးစားနေရလို့ကွာโอเคတော့ကြိုက်တယ်ဆယ်မပေးပါโอเคနောက်တစ်ခုစားမယ်နောက်တစ်ခုကဘာစားရအောင်လဲโอเคသမီးတို့လေးပဲကြည့်ရလေးပြော squishy လေးဟိုလေးဘယ်လိုပြောရမလဲ marshmallow လို့ဘာလူနဲ့What the hell? No. ဘယ်လိုလဲမကစီဖြစ်တယ်ဒါမဲ့နောက်အစမကောင်းဝင်မဲ့ဟိုပါပေါ့နော်နောက်မှကောင်းလာအထင်းမှာအဲ့လို beans တွေပဲအရတာရရင်နောက်ဆုံးဆိုတော့ဒီကောင်ကျွန်တော်10မှတ်မှာအရင်တော့မကြိုက်ဘယ်ကောင်းတော့ကောင်းတယ်9မှတ်ပေးပါ Okay အတီးမစားသေးဘူးအတီးစားမယ်ဒီအတီးကကောင်းလားဒီငါမစားဘူး dragon fruit လေဆိုတော့ကျွန်တော်စားကြည့်အောင်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ငကမောင်တီးမကြိုက်ပါဘူးပြီးတော့ဒီမှာထားထားရဲ့ဖရဲတီးလည်းမကြိုက်ပါဘူးစားကြည့်အောင်ကောင်းတယ်ပေါ့အဲ့လိုကွာပျော်ဝင်သွားတယ်ဗဇက်တယ်မှာပျော်ဝင်ဒီငကမောင်တီးကိုကျွန်တော်10မှတ်မှာအရင်တော့မကြိုက်ဘူးလေးမှတ်ပေးပါတယ်โอเคနောက်တစ်ခုစားပြအောင်မယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီမှာမမကိုယ်တိုင်လှုပ်ထားရဲပေါ့နော် jelly တွေဖြစ်ပါ bro jelly မို့တခြားကောင်းတယ်တော့ဒီဟာကိုကျွန်တော်10မှတ်မှာ10မှတ်ပေးပါတယ်ဟုတ်ကဲ့ကောင်းပါတယ်weight တွေတက်တော့မယ်ဘာသားပြကန်နေလဲအော်ဒီပြကန်နေရဲ့ပြပါလဲဆိုတော့ကျွန်တော်တို့ကိုရီးယားပေါ့ကိုရီးယားကို rice ball ဖြစ်ပါတယ်ဒါကျွန်တော်အရင်တော့စားခဲ့သူဖောက်ရတာလေဟိုရိုးဖောက်လို့မရအောင်ဖောင်ကြီးတစ်ခုရှိရပြီမြန်မာလိုပဲစားတော့မယ်โอเคဒီပါပါကျွန်တော်လိုက်တော့ပုံပြလာတယ်ဒါပေမဲ့ကောင်းပဲသေးတယ်โอเคဒါ rice ball ဖြစ်ပါတယ်ကိုရီးယားလားဂျပန်လားကိုရီးယားမဟုတ်ဂျပန်ပါကိုရီးယားဘာပြောမလဲကောင်းဒီ rice ball ပေါ့နော်ကျွန်တော်တိုင်မှမှာပေးပါရယ်ဟုတ်ကဲ့ကျွန်တော်တိုက်ပါရယ်ဒီကြိုက်ပါရယ်ကျွန်တော်တကယ်အမှန်တိုင်းပြောတာဖရဲတီးမကြိုက်ဘူးဖရဲတီးမကြိုက်ဘူးငကမောင်တီးမကြိုက်ဘူးကျွန်တော်စားတဲ့အတီးရပါလေဆိုတော့ပန်းတီးစားရယ်တော်တီးစားရယ်နောက်ပြီးတော့ကြက်မောင်တီးစားရယ်ဒူရင်းဒီအနမ်းတော်ခံနိုင်ပါဘူးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ special video လေးလုပ်ခဲ့ပေါ့နော်အရောက်